အလိန်ခံရလူကြီးပေါ့နော်ဘယ်လိုမျိုးအလိန်ခံရလူ online banking လို့ပြောရမှာပေါ့နော် KPA ဆိုတာတဲ့ဒါပေမဲ့အခုနောက်ပိုင်းဟော့နေတာကတော့ KPA နဲ့လူလိမ်တွေကကြတော့ KPA ကို tools တစ်ခုအနေနဲ့သူတို့ကပို့ပြီးအသုံးချတာကြတာပုံများတဲ့အတွက် KPA လို့ highlight လုပ်ပြီးတော့ပြောရတာပေါ့နော်ဆိုတော့မှဆိုလို့ရှိရင်ဒီမှာဒါကိုမှကိုလည်းအပြင်မှာများတော့အပြင်နေရတာတွေများလို့ပေါ့နော်ဒီလိုဟိုဟာပေါ့ Viber group တွေကိုဖြစ်ချောကများတော့အပြင်သုံးတယ်သုံးတော့ညီမလေးတွေကိုဆိုင်လာဝယ်သည်ဖြစ်စေ online ကဟို parcel ထုတ်ခံသည်ဖြစ်စေပေါ့နော်ကိုကpage ကကိပေးငွေဝင်လို့ရှိရင်ဒီမှာအမကိုငွေစစ်ခိုင်းပြီးတော့အမက okay ပြီဆိုမှဒါဝယ်တဲ့ customer ကိုလည်း PC ပေးပြီးတော့မှ online ဆိုလို့ရှိရင်လည်း online parcel ကိုထုတ်ပေးဆိုပြီးတော့ဆိုင်ကညီမလေးတွေကိုကိုကစီကန့်ချက်ရဲ့ဒီ policy တွေ procedure တွေချပေးထားတယ်ပေါ့နော်ဆိုတော့ပြီးတော့တမင်းချက်နေတော့ပဲမနေ့ဖက်ကိုညီမလေးကဆိုင်ကညီမလေးကအမကိပေးငွေလေးတခုဝင်လာပေါ့နော်ဆိုပြီးတော့သူကဒီလိုမျိုးလာစစ်ခိုင်းတယ်စစ်ခိုင်းတော့ပြီးတော့ဒီကိပေးရဲ့ပုံစံလေးကလည်းအဆန်းပေါ့နော်တော့သူကဘယ်ကမှာတာလဲညီမတို့က TikTok ကမှာတယ်ဆိုတော့အဲ့ TikTok ရဲ့စကားအသွားလာလေးကိုနောက်ဗီဒီယိုမှာတခြားပြပေးပါမယ်ရှင်။ KP ရဲ့အခက်အခဲကဘာဖြစ်လဲဆိုတော့ Wi-Fi line ကောင်းနေတဲ့ဒါနဲ့လေ KP ဘက်မှာနည်းနည်းကြံ့ကြာနေတယ် KP line မကောင်းဘူးလားဘယ်လိုမျိုးလဲမသိဘူးစစ်လို့မရတဲ့အခါမျိုးတွေမှာရှိတယ်အဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့က online parcel တွေဆိုလို့ရှိရင်ဖိုးထားရတယ်ပေါ့နော်ကိုယ့်စီကိုငွေဝင်မှကိုကဟိုပို့လို့ရတယ်အဲ့အနေထားရှိတာပေါ့တခါတလေကိုကတတိလွတ်လွတ်နဲ့ဟိုစလေးလေးကိုဒီတိုင်းကြည့်ပြီးတော့ okay ဆိုပြီးတော့ဟို PC ပို့လိုက်တာကကြတော့ကိုယ့်အတွက်အရန်အနေများပါတယ်ဆုံးရှုံးနေတာမှုတွေဖြစ်မပေါ်ဆကြပါနဲ့ရှင်ကိုယ့်ရဲ့100 1000ကနေ1000ကနေစုပြီးတော့ဆိုင်တည်ထားတဲ့ရောင်းချနေကြတဲ့သူတွေမှာလည်းအလိမ်မခံရဖို့အရေးကြီးပါတယ်ထို့သဖြင့်များသောအားဖြင့်ကိုကအလုရှုံနေတဲ့အချိန်တွေစစ်လိုက်ဖို့မရတဲ့အချိန်တွေမှာဒီကိစ္စတွေကအလိမ်နဲ့တိုးဖို့များပါတယ်တကယ်တမ်းလဲပြချောဆိုလို့ရှိရင်ဒီနေ့တွေ့ကြုံရတယ်ပေါ့နော်ဆိုတော့နောက် next video ထဲမှာတေချာတဲ့အဲ့ဒီထဲမှာရှင်းပြပါမယ်ဗီဒီယိုကိုအဆုံးထိတေချာကြည့်ပေးပါ KPay ပေါ် mobile banking သုံးနေတဲ့သူတွေ pay သုံးနေတဲ့သူကိုယ့်စီကိုတကယ်ငွေဝင်မှအလုပ်လုပ်ဖို့အတွက်ကိုပြချောကအကြံပေးချင်ပါတယ်ရှင်